ဒါကတော့မွေးကင်းစားကလေးတွေကိုမုတ်လိတ်ကလေးတွေလိုကြစ်ကြစ်လစ်လစ်ထုတ်ပိုးထားရတဲ့အကြောင်းရင်းပါကလေးတွေဟာအိတ်နေရင်ရုတ်တရက်လန်နိုးတတ်တဲ့သဘာဝရှိပါတယ်အဲ့ဒီလိုလန်နိုးရင်ကလေးကငိုသွားပြီးပြန်ချော့တက်ရတာအလုရှုပ်အောင်ပါပါအဝင်းနဲ့ကြက်ကြက်လေးထုတ်ပေးထားတာကဒီလိုလန်နိုးတာကိုကောက်ွယ်ပေးပြီးသူတို့ကိုပို့ပြီးနှိမ့်ချိုက်အေးကြမ်းအိပ်ပျော်စီတာပဲဖြစ်ပါတယ်ဒါကတော့လူကြီးတွေအတွက်အပန်းဖြေနားနေစရာဘောလုံးကန်တွေကဘောလုံးတွေကိုလာစဉ်တန်ရှင်းရေးလုပ်နေတဲ့ပုံရိပ်ပါအမိုက်တွေစုမိလာတဲ့ဘောလုံးတွေကိုလေးဆုပ်ဆက်နဲ့ဆုပ်ယူပြီးအထူးတန်းစင်ဆက်ထဲမှာတန်ရှင်းရပါတယ်ဒီလိုလုပ်ရင်းနဲ့ဧည့်သည်တွေကန်ထဲမှာပြုတ်ကျခဲ့တဲ့တန်မိုးကြီးပစ္စည်းတွေကိုလည်းမကြာခဏပြန်လည်တွေ့ရှိတတ်ပါသေးတယ်ဒါကတော့ထူးထူးဆန်းဆန်းပုံစံထုတ်ထားတဲ့အများသုံးထိုင်ကုန်တွေအကြောင်းပါကြည်ရတာမိုက်တလို့ရှိပေမဲ့တကယ်တော့အိုးမဲအိမ်မဲတွေလာရောက်အိတ်ဆက်တာကိုတားဆီးဖို့ရည်ရွယ်လုပ်ထားတာဖြစ်လို့စိတ်မကောင်းစရာပါပဲဒါပေမဲ့ဘလောက်ပဲတက်တောင့်တက်တာမရှိအောင်ဒီဇိုင်းထုတ်ထားပါစေလူတွေကတော့နီးလန်းရှာပြီးအိတ်နေကြအောင်မှာပဲဆိုတာကိုတော့ပြင်သစ်အမှုပညာရှင်တွေကတက်တည်ပြခဲ့ပါသေးတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတယ်ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာနောက်ဗီဒီယိုမှာအားလုံးနဲ့အတူပြန်ဆုံကြပါမယ်